အခုကြည့်နေမိတ်ဆွေထဲမှာတစ်ခုခုလောက်တော့မယ်ဆိုလို့ရှိရင်အချိန်အရန်ဆွဲတက်တဲ့အကျင့်ရှိတဲ့သူတွေပါလာကျွန်တော်လည်းအရင်တော့တစ်ခုခုလောက်တော့မယ်ဆိုလို့ရှိရင်အချိန်ဆွဲတက်တဲ့သူတွေမှာပါတယ်အဲ့တော့အချိန်ဆွဲတက်တဲ့ဟာကိုကျွန်တော်ဖျောက်ကျင်တယ်ပေါ့နော်အဲ့ဒီအကျင့်ကိုကျွန်တော်ဖျောက်ဖို့နီးလန်းတွေအများကြီးရှာခဲ့တယ်ဒါပေမဲ့အလုံးမဖြစ်ခဲ့ဘူးပေါ့နော်လက်လွတ်လိုက်ရတဲ့အခွင့်အလမ်းတွေလည်းအများကြီးကြုံခဲ့ဘူးတယ်ကျွန်တော်မရရအောင်စွန့်လွတ်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်နီးလန်းရအောင်ရှာခဲ့တဲ့ခါမှာနောက်ဆုံးကျွန်တော်ကိုရှာတွေ့ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ဘာပဲလို့ဆုံးဖြတ်ချက်ကိုတိတိကျကျဆုံးဖြတ်တာမျိုးမရှိဘူးသဝေသဝါဖြစ်တဲ့စိတ်အများများတယ်အလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ကိုတကယ်လှုပ်ကျင်လားမလှုပ်ကျင်လားဆိုတာကိုကြိုတင်ပြီးတော့ကျွန်တော်ဆုံးဖြတ်ချက်ချတာမျိုးမရှိဘူးလှုပ်ရင်ကောင်းမလားမလှုပ်ရင်ကောင်းမလားပေါ့နော်အဲ့လိုသဝေသဝါများတာဖြစ်တဲ့ကြောင့်အချိန်ဆွဲတဲ့အကျင့်ကအဓိကဖြစ်နေတဲ့အကြောင်းရင်းဆိုတော့သိသွားတဲ့အချိန်မှာနောက်ပိုင်းကျွန်တော်ဘာပဲလို့ဆုံးဖြတ်ချက်ကိုကျွန်တော်တိတိကျကျချတယ်ဆုံးဖြတ်ချက်တစ်ခုချပြီးဆိုရင်ဒီဆုံးဖြတ်ချက်အတိုင်းကိုကျွန်တော်ထားလုပ်တယ်နော်အဲ့လိုမျိုးလုပ်ပြီးတော့မှနောက်ပိုင်းဘာတွေတွေ့လာလဲဆိုရင်အချိန်ဆွဲတဲ့အကျင့်လေးကဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပြီးတော့မှကျွန်တော်အလုပ်တွေမှာရက်လက်ကောင်းတွေထွက်လာခဲ့တာဖြစ်တယ်အရင်တော့ကကျွန်တော်စီးပွားရေးခွင့်လန်းလေးလေ့လာခဲ့ဘူးတယ်မလုပ်ကြုံလားမင်းတော့လုပ်ကျင်တယ်ဗျာဒါပေမဲ့ကျွန်တော်တို့လုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားနောက်လာမှလုပ်ရင်ကောင်းမလားပေါ့နော်ကျွန်တော်တွေးခဲ့ဘူးတယ်အဲ့လိုမျိုးလည်းဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီဘွားကနေပြီးတော့မှကျွန်တော်ရုံထွက်နိုင်ခဲ့တာဒီလိုမျိုးစီးပွားရေးကိုတွေးတဲ့အချိန်မှာကျွန်တော်ခဏပြောသလိုပေါ့နော်ဆုံးဖြတ်ချက်ကိုရဲရဲချတယ်ငါဒီလုပ်ကိုရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ငါဒီလုပ်မှာအောင်မြင်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ချလိုက်ပြီးဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ပြန်လှုပ်ဆောင်တဲ့ခါမှာဆိုလို့ရှိရင်အခုချိန်3နှစ်ဆိုတဲ့ဝင်းချင်းမှာကျွန်တော်နေရာတနေရာရလာခဲ့တာဖြစ်တယ်။ဒါကြောင့်မလို့အချိန်ဆွဲတာကျွန်တော်တို့ဘဝမှာအကြီးမားဆုံးသောအခွင့်အရေးတွေအခွင့်အလမ်းတွေကိုဆုံးရှုံးရတတ်တာဖြစ်တဲ့ကြောင့်မလို့အချိန်ဆွဲတဲ့အချိန်မိတ်ဆွေမှာရှိတယ်ဆိုရင်ကိုယ့်ကိုတွေ့အောင်ရှာပါကိုကဘယ်လောက်ကိုမဆိုကျွန်တော်တို့ဇဝေဇဝါဖြစ်နေမယ်ဆိုရင်တော့အချိန်ဆွဲတဲ့အချိန်ကကျွန်တော်တို့စီမှာဖျောက်မှာမဟုတ်ဘူး။ဒါကြောင့်မလို့ဘာပဲလို့ဆုံးဖြတ်ချက်ကိုတိတိကျကျမှန်မှန်ကန်ချဖို့အတွက်လှုပ်ဆောင်ပါလို့ကျွန်တော်ပြောချင်ပါတယ်။အချိန်ဆွဲတဲ့အချိန်လေးတွေပြောက်ပြီးတော့မှမိတ်ဆွေတို့ရဲ့ရီမှန်းချက်ပန်းနိုင်တယ်အများဆုံးရောက်ရှိပါစေလို့ကျွန်တော်ကနေပြီးတော့ပြောချင်ပါတယ်ခင်ဗျာကဲကျွန်တော်နာမည်အောင်လို့ခေါ်ပါတယ် remote စီးပွားရေးမှာလက်ရှိလောက်ကိုင်နေတဲ့ executive director ရာထူးနဲ့ရရှိလာတဲ့သူတယောက်ဖြစ်ပါတယ်ခင်ဗျာ